ပရိသတ်ကြီးဒါကတော့ကျွန်တော်တို့စိတ်ညိုပရိသတ်ကြီးကဲပရိသတ်ကြီးတနင်္ဂနွေနေ့ကိုရောက်လာပြီဆိုကျွန်တော်တို့ Super Sunday ထမင်းစားကြမယ်ပရိသတ်ကြီးဒါကတော့ကျွန်တော်တို့ချက်ချင်းဆက်ပရိသတ်ကြီးဒါကတော့ကျွန်တော်တို့ချက်ချူချင်းပရိသတ်ကြီးဒါကတော့ကျွန်တော်တို့စွန်တန်ဟင်းပရိသတ်ကြီးကျွန်တော်ပေပုတ်စီကျော်ရောင်ယူပြီးတော့ကဲပရိသတ်ကြီးထမင်းစားကြအောင်နော်အားလုံးပဲမင်္ဂလာပါကဲပရိသတ်ကြီးထမင်းစားကြအောင်ကျွန်တော်တို့ကဲဒါတော့စိမ့်ညောပရိသတ်စိမ့်ညောဒါစိမ့်ညောပရိသတ်ကြီးဒီနေ့ကတော့အကုန်လုံးဝယ်စားပရိသတ်ကြီးဆိုင်ဝယ်စားဒီအိမ်မှာဘာမှမချက်ချက်ချူချင်းပရိသတ်ကြီးချက်ချူချင်းရှယ်ပဲကဲပရိသတ်ကြီးတော့ဦးပြပြချက်ချူချင်းလေးနဲ့ကျွေးပါမယ်ချက်ချူချင်းလေးနဲ့ကဲပရိသတ်ကြီးစားကြအောင်ကဲပရိသတ်ကြီးကျွန်တော်ဆွဲစိမ့်တော့မဖန်တန်ကြီးပဲလို့ရှိကြချက်ချင်းစား这是咱个买的，这老video 送ပြီးကြည့်ပေးကြတယ်ပရိသတ်တယောက်ချင်းနေတာကိုကျေးဇူးပြုတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲဟောပါ see you next video